မြန်မာတို့ရိုးရာကထိန်မွဲခင်းညာလို့တာစေတနာသုံးနှံပြတ်ခါကထိန်သင်္ကန်းလူတဲ့ညတာမရှိလို့မလူပြစ်တာမလူလို့လည်းမရှိရတာကထိန်ကင်းကြီးကျိုး105ပြားသွားရည်နေစားတော့ရည်နဲ့ဝေးတပြားနိဗ္ဗာန်ရောအကျိုး105ပြားရရလေတာမုံမြတ်သောကထိန်ပွဲပါလူညံသောကထိန်ပွဲပါမနောပြူသွားတကယ်ထူးမြတ်တဲ့ဒီနေ့ကထိန်ပွဲပါမြန်မာတို့ရိုးရာကထိန်မွဲခင်းညာလို့တာစေတနာသုံးနှံပြတ်ခါကထိန်သင်္ကန်းလူတဲ့ညတာမရှိလို့မလူပြစ်တာမလူလို့လည်းမရှိရတာကထိန်ကင်းကြီးကျိုး105ပြားသွားရည်နေစားတော့ရည်နဲ့ဝေးရတပြားနိဗ္ဗာန်ရောအကျိုး105ပြားရရလေတာမုံမြတ်သောကထိန်ပွဲပါလူညံသောကထိန်ပွဲပါမနောဖြူသွားတကယ်ထူးမြတ်တဲ့ဒီနေ့ကထိန်ပွဲပါကတိနာဆိုတာမြဲမြံခြင်းခိုင်မာခြင်းနဲ့ဒီတန်ခြင်းလိုအတိတ်ပဲရတာပြောဝဲမြို့နယ်တွေကကြည်နီစက်မှုစံပြကြည်ရွာအလူရှင်များကထိန်ငင်းညာလို့တာပြောဝဲမြို့မှာရွှေပြည်ရန်အောင်ရက်ွက်ထဲမှာမင်္ဂလာအောင်မြေဥတီလောကကျောင်းတော်ကြီးမှာကထိန်ခင်းရလို့ကြည်နူးဝမ်းသာတာဥကျော်ထင်းနဲ့တော်ငွေရင်မှာမိဘနှစ်ပါးကိုရည်စူးလို့တာအထိတ်အမာကြီးဒေါ်စာစာထွင်းနေချစ်သားကျဲစင်လက်တို့ကထိန်မင်္ဂလာပါတရင်ကျွလာပြည့်ကျော်3ရက်နေ့ပွဲစားက4ရက်နေ့အလူပွဲကြီးပါကြည်နူးဝမ်းသာပြောလို့မဆုံးနိုင်ပါကတိနာစီဝရံလူရန်ချင်းမင်္ဂလာကထိန်မင်္ဂလာစီပြောတဲ့တွေချိန်ချိန်ညံနေတာမန္တလေးတိုင်းဒေသကြီးပြောဝဲမြို့နယ်ကြည်နီစက်မှုစံပြကြီးရွာကထိန်အမကြီးဒေါ်စာသာထွင်းနေချစ်သားလေးမောင်ကျဲစင်လက်မိသားစုမှမိဘနှစ်ပါးကိုရည်စုအမှုထားကဖြင့်ပြောဝဲမြို့ဥတီလောကသတင်းသုံးနေထိုင်တော်မူသောမင်္ဂလာအောင်မြေကျောင်းတော်ကြီးမှာကထိန်မွဲကျင်းပကဖြင့်လူနတ်ယမသာဓုခေါ်ဆိုနိုင်ကြပါပြီခင်ဗျာမြန်မာတို့ရိုးရာကထိန်မွဲခင်းညာလို့တာစေတနာသုံးနှံပြတ်ခါကထိန်သင်္ကန်းလူတဲ့ညတာမရှိလို့မလူပြစ်တာမလူလို့လည်းမရှိရတာကထိန်ကင်းကြီးကျိုး105ပြားသွားရည်နေစားတော့ရည်နဲ့ဝေးရတပြားနိဗ္ဗာန်ရောအကျိုး105ပြားရရလေတာမုံမြတ်သောကထိန်ပွဲပါလူညံသောကထိန်ပွဲပါမနောဖြူသွားတကယ်ထူးမြတ်တဲ့ဒီနေ့ကထိန်ပွဲပါကတိနာဆိုတာမြဲမြံခြင်းခိုင်မာခြင်းနဲ့ဒီတန်ခြင်းလိုအတိတ်ပဲရတာပြောဝဲမြို့နယ်တွေကကြည်နီစက်မှုစံပြကြီးရွာအလူရှင်များကထိန်ကင်းညာလို့တာပြောဝဲမြို့မှာရွှေပြည်ရန်အောင်ရက်ွက်ထဲမှာမင်္ဂလာအောင်မြေဥတီလောကကျောင်းတော်ကြီးမှာကထိန်ခင်းရလို့ကြည်နူးဝမ်းသာတာဥကျော်ထင်းနဲ့တော်ငွေရင်မှာမိဘနှစ်ပါးကိုရည်စူးလို့တာကထိန်အမာကြီးဒေါ်စာစာထွင်းနေ
ချစ်သားကျဲစဉ်လက်တူကထိန်မင်္ဂလာပါတရင်ကျွတ်လာပြီကျော်3 ရက်နေ့ပွဲစားက4 ရက်နေ့အလူပွဲကြီးပါជីနူဝမ်းသာပြောလို့မဆုံးနိုင်ပါကတိနာစီဝရံလူရန်ကြီးမင်္ဂလာကထိန်မင်္ဂလာစီပြောတဲ့တွေချိန်ရင်